B တင်လိုက်တဲ့ခါမှာတင်လဲလို့ level ရေပင်ကြီးဖြစ်နေတဲ့နေရာ top point ပဲတက်လားဒီလိုနေရာခုနညီလေးဒီမှာ site မဲ့နေရာမှာဒီလိုတင်ကြည့်လိုက် B ကိုလည်းတင်ကြည့်လိုက်ဒါဆိုရင်စောင်းနေတယ်ဒါဆိုရင် top point မဟုတ်ဘူးစောင်းနေတယ်နည်းနည်းစောင်းနေတယ်ဒါမို့လေ B စောင်းနေတယ်တွေ့လားဒါဆိုရင် top point မဟုတ်ဘူးဒီလိုနည်းနည်းလေးရွှေ့လိုက်ဒါဆိုရင်ဒါဒီနေရာ top point ပဲเนาะဒီနေရာလေးက top point ဟုတ်တယ်เนาะအဲ့လိုမျိုးကြည့်လူကောင်းမှလည်းအဲ့လိုတင်ကြည့်လိုက်ရင်သိတာတယ်တက်လား top point ပြီးရင် go point go point ဘွေမတ် in bad point ပြီး net point front side point ပြီး side point ပြီး side corner point top point top point top point နဲ့ဒီ top point နဲ့တဲ့တယ်ပဲတဲ့လားဒီမှာပဲဒီမှာtop point ပြီး e bad point net side point ကုတ်ဘေးမှတ်ဘေးမှတ်ပေါ့ဒါတခုကျန်တာကငါတို့ဒါကပိုင်လဲရတယ်မပါလဲရတယ်ဒါက occipital bone point ဆိုတဲ့နောက်စီရိုးမှတ်ဒီဓမ္မပေါ့ကြားတယ်မှာတွေ့လားအလဲကဘယ်နှခုလဲဆိုရင်အလဲကနင်း4 6အလဲက6ခုဘေးက6 3 4 18နော်18 point ရှိတယ်နော်အားလုံးပေါင်းပြီးရတယ်